တရားရင်နဲ့ရှိနေသူနဲ့ဆုံတွေ့ရတမယနာလေးသင်တဲ့မွေးတဲ့အညာမြေကိုပြန်တည်းရနေသည်စီစားနေမျိုးချိန်မှာအေယာရီမီကန်ဝေးကငွေတောင်းရန်ခိုင်းထမမကွေးမျိုးဆုံးညတ်တော်ကိုအတူပူခဲ့ရတွေမိမရနိုင်ပါပြီအခွင့်ရတဲ့တနေ့မှာအရောက်တော့လာခဲ့အောင်မြည်ရွှေညာသူရဲ့ကိုလာရင်ချုံမလာလို့ဒီအမတရားရင်နဲ့ရှိ